ခင်တိုင်းလို့သွားလာမှာအိမ်ရှိလန်းကမြေမုံတွေကိုလွှမ်းတယ်မေးချက်တဲ့ဟင်းနိုင်မရတော့တဲ့နေတွေတိတ်တိတ်လေးနဲ့မဖူးတယ်တယောက်တည်းနဲ့လူစိတ်မျိုးကြီးတယ်အမျက်နှာပြုံးပြီးစိတ်ထဲတော့ပင်ပန်းမိုးရွာတဲ့ညဆိုပိုပြီးတတိယအိမ်ပြန်ခြင်းနဲ့စိတ်ကမျက်ရည်ဖြစ်လာရင်ရဲ့ချာမဝတ်တွေယုံပြန်နေတဲ့သာမွေကြီးနဲ့မိသားစုအိမ်မက်တွေဆောင်နေပါတယ်ဝေးမနေပေမဲ့ဘလုံးသားကအိမ်မှာချန်ခဲ့တယ်နေကောင်းလားဆိုတဲ့ပုံသဏ္ဍာန်လေးတော့အင်ဖြစ်စေတယ်ထုတ်တဲ့နေမှာကိုမတုံးပဲအိမ်ကိုပို့ဖြစ်တယ်ဖေးထွက်စိတ်ကိုညီမလေးချောင်းစီရင်ပင်ပန်းလက်နဲ့ခံတဲ့တမေတော့ပြန်လာမယ်အိမ်ရှိကတစ်ပင်ရိပ်အောင်မမီသားစုနဲ့ပြန်ရမယ်ညဘက်အိမ်မပြောတဲ့ချိန်လွန်စိတ်တွေသချင်းဖြစ်လာဝေးရောက်နေတဲ့ခံစားချက်နားလေမှာရဲ့ရဲ့ချာမအိမ်မကိုထားပေါ်ထားတဲ့သာဘယ်လာဝေးဝေးအိမ်ဆူရာရင်တဲ့မှာပဲနေတော့အောင်မြင်မှုတွေနဲ့ပြန်လာမယ်မေပြောတွေပြန်မြင်ဖို့ဒီတွေထိစူးစမ်းနေတယ်ခင်တိုင်းလို့သွားလာမှာအိမ်ရှိလန်းကမြေမုံတွေကိုလွှမ်းတယ်အမေချက်တဲ့ဟင်းနာမရတော့တဲ့နေတွေတိတ်တိတ်လေးနဲ့ငိုဖူးတယ်တယောက်တည်းနဲ့လူစိတ်မျိုးကြီးတယ်မျက်နှာပြုံးပြီးစိတ်ထဲတော့ပင်ပန်းမိုးရွာတဲ့ညဆိုပိုပြီးတတိယအိမ်ပြန်ခြင်းနဲ့စိတ်ကမျက်ရည်ဖြစ်လာရင်ရဲ့ချာမဝတ်တွေယုံကန်နေတဲ့သာငွေချေတဲ့မိသားစုအိမ်မက်ပြဆောင်နေပါနဲ့ဝေးမနေပေမဲ့နှလုံးသားကအိမ်မှာချန်ခဲ့တယ်နေကောင်းလားဆိုတဲ့ပုံတန်လေးတော့အင်ဖြစ်စေလာစားထုတ်တဲ့နေမှာကိုမဖုံးပဲအိမ်ကိုပို့ဖြစ်တယ်ဖေးတွေစေဖို့ညီမလေးချောင်းစေပင်ပါလေတိုက်ခံတဲ့တနေ့တော့ပြန်လာမယ်အိမ်ရှိကတစ်ပင်ရိပ်အောင်မမီသားစုနဲ့ပြန်ရမယ်ငါပဲအိမ်မပြောတဲ့ချိန်လွန်စိတ်တွေတချင်းဖြစ်လာဝေးရောက်နေတဲ့သူတိုင်းဒီခံစားတဲ့နားလေမှာရင်ရဲ့ချာမအိမ်မကိုထားပေါ်ထားတဲ့လားဘယ်လာဝေးဝေးအိမ်ဆိုရာရင်တဲ့မှာပဲနေတော့အောင်မြင်မှုတွေနဲ့ပြန်လာမယ်မေကျုံးနဲ့ပြန်မြင်ဖို့
ကြိုးစားနေတယ်